Ma guru kacang gure kau saya ro SGLT2 inhibitor. Di sini ni pada review pada dia. No, itu kisah lah, kono kisah lah re. Siri de ma, siru siri ma, no. Namyo shire SGLT2 inhibitor ne GLP-1 receptor agonist namyo shire. အဲ့ဒီမှာ SGLT2 inhibitor တော့ကျမတို့မြန်မာနိုင်ငံမှာရောက်ရှိလာတာတော်တော်လေးကြာပါပြီတော်တော်လေးသုံးနေကြပါနော်ဒီဆေးကတကယ်တော့အရန်ကိုအကျိုးရှိပါတယ်နော်ဒါနောက်ပိုင်းစမ်းသပ်တဲ့အခါမှာနော်ဒီစီးကျိုဆေးတွေကိုစမ်းသပ်တဲ့အခါမှာနော်ရိုးရိုးစီးကျိုကြတာမကြတာတခုတည်းမဆန်းတော့သူကဒီဆေးတောက်ရင်နော်နှလုံးကိုကာကွယ်လားကြောက်ကပ်ကိုကာကွယ်ရဲ့လားနှလုံးနဲ့ကြောက်ကပ်တွေကိုဥပပေးလားပိုကောင်းစီလားနော်အသက်ပိုရှည်လားနော်ဒါတွေကိုလည်းတိုင်းထွာလိုက်တဲ့အခါကျတော့အခြားဆေးတွေနဲ့ဆာလို့ရှိရင်ဒီ SGLT2 inhibitor ပေးထားတဲ့လူအုပ်စုတွေကတော်တော်ကောင်းတာတွေ့ရတယ်စီးကြိုကြတယ်နော်အထူးသဖြင့်ကတော့နှလုံးကြောက်ကပ်တွေတော်တော်ကောင်းတယ်တိတိတသာကောင်းလာတယ်ကောင်းတော့ကွာဟမှုကတော့သူတို့တွေအသက်တမ်းပိုရှည်တာတွေ့ရတယ်ဆိုတော့အရင်ဆေးတွေကဒီလိုဆေးတွေမရှိခဲ့ဘူးအင်ဆူလင်ဒီလည်းသက်တမ်းပိုရှည်တယ်မပြောပါဘူးချာမက်ဖော်မီလည်းသက်တမ်းပိုရှည်တယ်မပြောเนาะဒီဆေးတွေလာတယ်เนาะသက်တမ်းတွေပိုရှည်တယ်ဆိုတဲ့အတွက်ကြောင့်ဒီဆေးတွေကထိတ်တန်းရောက်လာတယ်ကျမတို့ဒီမှာเนาะဒီဆေးမသုံးနိုင်ရင်တော့เนาะသက်တမ်းရှည်အောင်မလုပ်နိုင်ဘူးလို့ဖြစ်နေမှာဆိုတော့အခုဆေးကတော့တကယ်ကိုเนาะဒီပြီးဖို့လဲလိုပါတယ်เนาะအရင်လဲအကျိုးရှိပါတယ်လို့နော်ဒီတော့ SGLT2 inhibitor ဆေးဆိုတာပထမဆုံးနော်ဒါဘာဆေးလဲပေါ့နော်ဘာဆေးလဲဆိုတော့သူကတော့ကျမတို့အမျိုးအစားနှစ်စီးကြိုအတွက်ပဲသုံးတာများတယ်အမျိုးအစားနှစ်စီးကြိုတွေအတွက်မှာတော့အလွန်အတုံးဝင်တဲ့ဆေးအသစ်တစ်ခုဖြစ်ပါတယ်နော်သူကဘာလုပ်တာလဲဆိုတော့ကြောက်ကကနေမှတဆင့်နော်ဒီတရားဓာတ်တွေကိုအပြင်ပသို့နော်ပို့ပြီးတော့ဆုံးပြနိုင်တယ်နော်ဆုံးပြနိုင်တယ်လွယ်ပြောရမယ်ဆိုရင် sodium glucose transporter 2ပေါ့နော် SGLT2 ဆိုတဲ့ enzyme ကိုပိတ်လိုက်တဲ့အခါကျလို့ရှိရင်ဒီတရားဓာတ်တွေကိုခန္ဓာကိုယ်ထဲပြန်မသွင်းတော့ဘဲနဲ့စီးထဲမှာပဲဆွန့်လိုက်တယ်နော်စီးထဲမှာဆွန့်ပြလိုက်တော့တရားတွေကပါဖြစ်သွားတယ်စီးထဲမှာပါသွားတယ်နော်ပါသွားတဲ့အခါဒီပိုနေတဲ့တရားတွေကိုဘယ်ကိုပို့လိုက်လဲဆိုကလစီတဲ့ကို insulin ထုတ်ပြီးတော့ကလစီတဲ့ကိုသွင်းလိုက်တယ်အပြင်ကိုမထုတ်ဘူးဒါဆိုနည်းနည်းပိုဝလာနော်ဒီဆေးတစ်ခုသာလေနော်ဝင်ပေါက်ထွက်ပေါက်ပေါ့ဝင်လာတဲ့ဟာတွေကိုကျမတို့ထွက်ပေါက်ပေးနိုင်တဲ့ဆေးတစ်ခုဖြစ်ပါတယ်နော်ဒါကြောင့်ဗာလဲဆိုတော့ကယ်လိုရီစီရော့ပါသူစားတဲ့ဟာတွေပါသွားတော့ weight လဲကျနိုင်တယ်နော်သူကစီးကြိုလဲကျတယ်ပေါ့နော်ဒီကောင်းကျိုးတွေပေါ့နော်ကျမတို့ဆက်ပြီးတော့နော်ဒေးစိရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ SGLT2 ဆိုတဲ့ဆေးတွေမှာဘာတွေပါလဲအမျိုးအစားတွေပေါ့သူတို့ကညီကိုတွေလိုပဲသဘောထားလိုက်ရမယ် action တွေလည်းတူတယ်နော်သူတို့ရဲ့နော်ဒီ molecule တော့သိမတူဘူးဒါပေမဲ့ action တူတယ်နော်ဒီ gliflozin တွေပဲပေါ့နော်ဒါတွေကဘာတွေရှိလဲ empagliflozin ဆိုတာရှိတယ်dapagliflozin ဆိုတာရှိတယ်နော် canagliflozin ဆိုတာရှိတယ်နော်ဒီသုံးမျိုးကအဓိကကျမတို့သုံးတယ်ပေါ့နော်ဆေးသုံးမျိုးရှိတော့ဒီဆေးတွေကအကုန်လုံးကအကျိုးပြုတာတော့သိမကွာခြားကြပါဘူးနော်ဆိုတော့အကုန်လုံးသုံးပြုနိုင်ပါတယ်နော်ဘယ်မှာသုံးမလဲဆိုတော့စီးကြိုသွေးကြိုထိန်းချုပ်ဖို့ထိန်းသိမ်းဖို့နေရာမှာသုံးတယ်ဆိုတော့ तू ကဒီတရားဓာတ်တွေကိုစီးတဲ့ကနေစွန့်ထုတ်လိုက်တဲ့အခါကျမတို့သွေးတွေကတရားတွေကကြော့သွားတယ်ဒါဆိုစီးကြိုကြနော်ဒီစီးကြိုကြတာခါတိုင်းလို့အင်ဆူလင်ကိုထွက်စေပြီးတော့အင်ဆူလင်သုံးပြုတဲ့ဆေးမဟုတ်ဘူးဒါပိုနေတော့ထွက်ပြီပေါ့ဒါဆိုရင်ဒီတဲ့ပိုပြီးတော့အများကြီးထွက်เสียမရှိဘူးမပိုရင်မထွက်ဘူးဆိုတော့ကျမတို့ဒီဆေးကစီးကြိုသွေးကြိုအကြလွန်ခြင်းနော် hypoglycemia ဖြစ်ခြင်းကိုနော်မတွေ့ရှိနိုင်ဘူးနော်ဒီသွေးဒီထွက်သွားတဲ့တရားတွေနဲ့အတူတူဆိုဒီယမ်တွေလည်းထွက်သွားတယ်ဆိုတော့ဆိုဒီယမ်ထွက်သွားတော့သွေး pressure သွေးပေါင်ခြင်းသူလည်းကြတယ်ဆိုတာအကျိုးကျေးဇူးကဘေးထွက်အကျိုးကျေးဇူးထပ်ပြီးတော့အပိုစုလေးပေါ့တရားတက်ကြတယ်ပြင် pressure လည်းကြနော်သူက insulin လိုတာမဟုတ်ဘူးဆိုတော့သွေးကြိုအကြလုံးမရှိဘူးဆိုတော့ပြောပြီးပြီ hypoglycemia ဖြစ်နိုင်တယ်လဲနည်းတယ်နော်ကိုယ်လေးချိန်လဲဘာဖြစ်သွားလဲကြပါသူပါသွားတော့ကယ်လိုရီစီအကုန်ပြန်ဆွန့်ထုတ်လိုက်တယ်ဆိုတော့ကြသွားတယ်
ဒါပြင်သူကဘာလုပ်သေးလဲဆိုဒီကြောက်ကမှရှိတဲ့သွေးလှက်ပတ်မှုတွေဘာတွေအကုန်လုံးပြန်ပြီးတော့ကောင်းစေတယ်နော်အဲ့အတွက်ကြောင့်သူဒီကြောက်ကကိုပြန်ကောင်းစေတဲ့နော်ကြောက်ကဖြစ်ခါစားဆိုရင်တော့နော်တိတ်ဆိုရင်တော့မရဖြစ်ခါစားဆိုရင်သူ့ကိုသုံးရမယ်ဆိုတာအရင်နားလည်ရမယ်နော်ကြောက်ကဖြစ်တော့မယ်ဖြစ်ခါစားဆိုရင်ဒါသူဒီပြန်ကောင်းနိုင်တယ်နော်အကြာကြီးကောင်းသွားနိုင်တယ်ဒါကြောက်ကကောင်းတဲ့စီနော်နှလုံးအတွက်လည်းတာရှည်ကောင်းတယ်နှလုံးမှာလည်းကောင်းကျိုးတွေရှိတယ်နှလုံး failure ပေါ့ heart failure ဆိုနှလုံးမောတဲ့လူတွေဆိုရင်သူကဒီစားတက်တွေကိုထုတ်ပေးလိုက်တယ်ရေတွေထုတ်ပေးလိုက်တယ်ပြီးကြောင်းနော်ပို့ပြီးတော့နော်ဒီ heart failure တွေမှာတက်တာဆိုသူတို့သုံးထားတဲ့လူတွေကိုလိုက်ကြည့်လို့ရှိရင်ဒီနှလုံးမောတဲ့ဒီဆေးပေးလိုက်တဲ့အိမ်ပြန်ဆင်းသွားတဲ့ဆေးကိုခဏခဏပြန်မတဲရနော်မှုဆိုရင်နော်နှလုံးယောဂဆိုတည်တဲ့အတိုင်းပဲဆေးပေးတယ်ပြန်ဆင်းတယ်ပြန်တက်တယ်နော်အဲ့လိုဆေးကိုခါတက်နေရတဲ့ဟာတွေကိုလည်းရော့စေတယ်နော်ဒါကြောင့်သူတို့ကတင်းတုံးနေတယ်လို့ပြောတာနော်စီချိုနဲ့ကြောက်ကနော်စီချိုမှာသလုံးတို့ကြောက်ကအန်ဒီရရှိနေတဲ့သူတွေနော်သူသမီးအဝါလွန်နေဆိုရင်အဆင်ပြေတယ်အဲ့လိုယောဂနော်တချို့ကြတော့နော်အဝါလွန်ယောဂတွေမှာအဝါလွန်တဲ့သူတွေမှာတကယ်ကြောက်ကလည်းမဖြစ်သေးဘူးကွာနှလုံးလည်းမဖြစ်သေးဘူးနော်စီချိုတော့များတယ်ဆိုရင်ဒါဆိုရင်သုံးလို့ရလားဆိုရင်ဒါလည်းသုံးလို့ရတယ်ဒါဆိုရင်တော့ကဲအလုံးသုံးတော့နော်သုံးလို့ရနေတာနော်တော်တော်များများကိုသုံးခွင့်ရှိပါသုံးရမယ့်အသုံးချအများကြီးရှိပါလေနော်ဒါအပြင်စီချိုမရှိဘူးကွာနော်စီချိုမရှိဘူးသုံးလို့ရလားသုံးလို့ရနော်သူကဘယ်မှာသုံးလဲနှလုံးမောတဲ့နေရာမှာသုံးနေနော်စီချိုမရှိတဲ့တောက်လို့ရနှလုံးသွေးကြောပိတ်တယ်နော်နှလုံးအားနေတယ်မောတယ်ဒါဆိုလဲသုံးလို့ရဆိုတော့သူ့ရဲ့ mechanism က insulin ကိုလောက်တာမဟုတ်ဘူးဒါကြောင့်သုံးလို့ရနော်ဟုတ်ပြီကြောက်ကကောဘလို့ကာကွယ်လဲကြောက်ကယောဂမဆိုးရအောင်တားစီဆိုစောစောဒီကြောက်ကဖြစ်ခါစားဆိုရင်ကျမတို့စီးထဲမှာအသားဓာတ်များတယ်နော် albumin များလာတယ်ဆိုရင်စီးထဲမှာအသားဓာတ်ပေါက်လာပြီဆိုရင်ပေါ်လာပြီဆိုရင်အဲ့ဒီဆေးကိုသုံးထားရမယ်နော်သုံးထားရင်ကြောက်ကပို့ပြီးတော့မဆိုးအောင်တားဆီးနိုင်တယ်နော်အသားဓာတ်ဖြစ်လာလို့ရှိရင်သုံးရမယ်နော်အသားဓာတ်တွေပြန်လျော့ကြပါနော်အဲ့တော့ဒါဆိုရင် तू ကကြောက်ကနည်းနည်းဆိုးလာရင်လေ तू က HD ပေါ့ကြောက်ကဆေးရတာအဆင့်ကိုမရောက်အောင်ကာကွယ်နိုင်တယ်လို့ပြောတယ်နော်အရန်ဆိုးရင်တော့မရဘူးအလေလက်ဆိုရတယ်နော်စီးစိတ်အရန်များရင်ကြောက်ကလုံးဝအလုံးမလုံးတော့ဘူး20အောက်ဆိုရင်တော့ဒါတော့ဒီဆေးသုံးလို့နော်သိပြီးတော့အကျိုးမရှိဘူးအဆိုးကျိုးရှိမရှိကျမတို့စောင့်ကြည့်ဖို့လိုတယ်နော်ဟုတ်ပြီဒါဆေးတိုင်းမှာတော့ဘေးထွက်ဆိုးကျိုးရှိတယ်မတို့ဆေးတိုင်းမှာရှိတယ်ဆိုတော့နော်ဒါလည်းသတိထားနော်သူတောက်ပုံတောက်နေရတနေ့တစ်ချိန်တောက်တယ်တနေ့တစ်ချိန်တောက်တယ်အစာမစားခင်တောက်နေရတယ်နော်စားပြီးတောက်လဲဘာမှမဖြစ်ပါဘူးတောက်တာနော်စီးထဲမှာအချိုဓာတ်တွေပါသွားတော့စီးနည်းနည်းများမယ်စီးကြိုလူနာတွေလိုပဲနော်သူကလည်းစီးများတယ်စီးတွေအများကြီးပေါက်တယ်နော်ဒီဆေးတောက်ပြီးစီးတွေအများများဒါပေမဲ့ရေပြန်တောက်ပေးပါလို့ပဲပြောရေများများတောက်ပေးပေါ့နော်တရားတွေကိုရေဆေးချတယ်ပဲသဘောထားနော်ရေများများတောက်လုံလောက်အောင်တောက်နော်တခုရှိတာဒီစီးမှာကျမတို့ပိုချိုးနေရောစီးတွေကအရန်ချိုးတယ်နော်ချိုးတော့စီးသွားတဲ့ခါအိမ်သာဘေးမှာကြာရင်အဖြူဆက်တွေဆိုးနေတာတွေ့ရတတ်တယ်ပျော့စိတ်တွေလာတတ်တယ်နော်တချို့ကအမြုပ်နေနေထားတယ်နော်ဒါအမြုပ်ထားရဆိုရင်တချို့ကနော်စိုးရိမ်နေတတ်တယ်အဲ့ဒါအမြုပ်နေနေထားတာကြောက်စရာမလိုဘူးနော်ဒါမဲ့ပိုနော်ပိုပြီးတတိထားရမှာကအထူးသဖြင့်ကျမတို့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေမှာတော့နော်စီပိုးဝင်လွယ်ကြတယ်ဝင်လွယ်တော့ဒီအချိုတွေတိတ်များတဲ့အခါစီးထဲမှာနော်စီးသူပြစီးကြံနေတယ်ပေါ့စီးကုံအောင်မပေါက်ရင်ပေါ့နော်ဒီပိုးတွေများလာတတ်တယ်နော်ပိုးတွေများလာတတ်တယ်ချမ်းတုံဖျားတတ်တယ်အချို့ကြတော့အချိုရှိတဲ့နေရာမှာပုံဆွဲတတ်တယ်ပုံဆွဲတော့အဲ့ဒီမိမကိုရားလာလို့ပါဖြစ်တယ်နော်ဒါဟာလည်းဒီဆေးမတည့်တာတော့မဟုတ်ဘူးပေါ့ဒီချိန်ကျရင်တော့တန်ရှင်းကိုကျမတို့ပို့ပြီးစိုက်ခိုင်းတယ်နော်မိုးတတ်တဲ့ဆေးလေးတွေနဲ့သူတို့ကိုနည်းနည်းထိန်းပေးလိုက်တယ်နော်စီပိုးကတော့တတိထားမှာစီပိုးတစ်ခါဖြစ်တာတော့ဒီဆေးတစ်တလုံးမသုံးရတာတော့မဟုတ်ဘူးသူအကျိုးကျေးဇူးရှိတယ်ဆိုတော့စီပိုးမဖြစ်အောင်ကြိုးစိုက်ပြီးတော့ထပ်မံသုံးကြည့်ပေါ့နော်ကြည့်ခဏခဏလည်းဖြစ်တယ်စီပိုးကလည်းပြင်းတယ်ဆိုရင်တော့ကျမတို့ဒီဆေးကိုနော်ဆက်သုံးလို့မသင့်ဘူးပေါ့နော်
ဆရာဝန်နဲ့တိုင်ပင်ပေါ့နော်တခုရှိတာဒီဆေးကအစာမရှိရင်မသုံးသင့်ပေါ့နော်အစာမရှိရင်သုံးမသင့်ဘူးမဆေးရုံတက်လာတယ်ဆေးရုံတက်လာတယ်အစာဖြတ်တယ်ဆေးရုံတက်လာတဲ့လူအစာဖြတ်တယ်သူမသူ့ဟာသူအန်နေဝင်းလျှောနေတယ်အစာမရှိဥပုပ်တွေစောင့်နေတယ်အဲ့လိုလူတွေဆိုရင်ခဏဖြတ်ထားဖို့ပဲနော်ဘာကြောင့်လဲဆိုသူ့အန်ဒီရဲ့က DKA ဆိုတာ acid တွေ ketones နော် keto acid တွေများပြီးတော့နော်ပြဿနာပေးနိုင်တယ်နော်ကြောင့်ဒီဆေးကအရန်ကြိုးကျေးဇူးရှိတယ်နော်စီးကြိုရှိတဲ့လူရောစီးကြိုမရှိတဲ့လူတွေသုံးတဲ့နေရာတွေရှိတယ်နော်ဒါကြောင့်အလွန်တရာနော်အရေးကြီးတဲ့ဆေးတစ်ခုဖြစ်ပါတယ်နော်မသုံးတတ်ရင်တော့အန္တရာယ်ရှိတာနော်မသုံးတတ်ရင်အန္တရာယ်ဆိုဘယ်လိုလူတွေရှောင်ရမလဲဆိုရင်တော့အမျိုးအစားတစ်ပေါ့နော်ဆိုဒီမှာအမှတ်မိလွယ်အောင်ကျွန်မကတော့ဒီကဗျာတက်လို့တော့မဟုတ်ပါဘူးဒီမှာဆိုရင်မှတ်မိအောင်ပိန်လိမ့်ဆိုရင်ပိန်လိမ့်လဲရွယ်တဲလဲထရော်လီနဲ့လာရင်မသုံးနဲ့ငါပြအစားဖြတ်ထားရင်ခွဲရမယ်ဆိုရက်တွေးကြုံမိုးထိုးပြီးတော့တစ်အမျိုးစားစီးကြံပိုးကြံစီးပိုးဆိုးကြိုးရှိတတိပြုအဲ့လိုရေးထားတယ်အဲ့ဒါဘာလဲဆိုရင်ဒီဆေးကိုသုံးရင်ပြဿနာရှိတယ်ကျမတို့လူနာတွေကနော်အရန်ပိန်လိမ့်ဆိုတော့အရန်ပိန်ပြီးတော့အားမရှိဘူးရွဲနေတယ်ပေါ့နော်လဲရွဲဆိုအိမ်ရထဲမှာလဲနေတယ်နော်တဲဆိုအသေးအတန်ကြီးဖြစ်နေအဲ့လိုလူတွေကဒီပေါ့အမျိုးစားတစ်စီးတူတော်၎င်းဖြစ်နိုင်တယ်ဒီ ill ဖြစ်တဲ့လူနာလည်းဖြစ်နိုင်တယ်နော်အဲ့လိုလူတွေကိုကျမတို့က SGLT2 သုံးရင်နော်တတိထားမယ်ခုနပြောတဲ့ DKA ဖြစ်နိုင်တယ်နော်သူတို့ကပို့ပြီးလဲသွားမယ်မထနိုင်ကြွသားလည်းမလုံနိုင်ရေတွေပြတ်သွားတာပေါ့နော်ရေခမ်းသွားတယ် drip တွေလိုက်သွင်းရမှာပေါ့ဒီအစာလေးဖြတ်တယ်ဆိုရင်ကျမတို့ခွဲခန်းဝင်မယ်ဆိုရင်3ရက်ကြိုရရတယ်နော်3ရက်ကြိုပြီးတော့ဒီဆေးကိုရထားမှာအဆင်ပြေမယ်။မဆိုရင်တော့ခွဲတဲ့အချိန်မှာအစာဖြတ်တဲ့အချိန်သူက DKA ဖြစ်နိုင်တယ်နော်။ဒါ euglykemic DKA ဆိုသူစီချိုမများဘူးနော်စီချိုမများဘဲနဲ့ acid တွေအများများသွားနော်ဒါလေးကိုပြောတာမှာနော်စီချိုကြီးကအရန်မိုးထိုးတယ်ဆိုတာ300တို့400 500ဖြစ်နေတဲ့သူကိုသွားမတော့ဘူး။အမျိုးစားတစ်ဆိုလဲအဲ့လိုပဲနော်သူတို့ကဒီအန္တရာယ်ရှိတယ်နော်အမျိုးစားတစ်မှာဆိုရင်သုံးလိုက်ရင် keto acidosis ဆိုဆေးရုံခဏလူနာတွေတက်နေတယ်ကျမတို့နော် keto acidosis အရင်တော့တိတ်မများဘူးဆို patient ဟောဟဲတတိလေးပြီးတော့နော်မောဖောက်ပြီးတော့လာတယ်အဲ့ keto acidosis အခုဆိုရင်တော့နော်လူနာလာပြီဆိုရင်တော့အဲ့လိုမောလာရင်သူရဲ့ဆေးမှတ်တမ်းကိုမြန်ကြည့်ရတယ်နော် SGLT2 ဆေးပါလားပါတယ်ဆိုရင်ဒါပဲအဲ့ဒါဆိုစီးကို ketone စစ်လိုက် ketone တွေများတယ်ဆိုရင်ketone acid တွေများတယ်ပိုးတွေအများကြီးရှိတယ်ဆိုရင်တော့စီးပိုးဝင်ဘူးတယ်ဆိုရင်အထူးတတိထားဖို့လိုတယ်နော်ဆိုတော့နေကုန်းချုံအဖြစ်ကတော့ကျမတို့ SGLT2 inhibitor ဆိုတဲ့ empagliflozin, dapagliflozin, canagliflozin ဒီဆေးသုံးခုကနော်တွေးကြိုရော့စေတယ်နော်ရော့စေခြင်းကမကပဲနှလုံးရဲ့ကြောက်ကပ်ရဲ့အဲ့ဒါတွေကိုကာကွယ်ပေးနိုင်တယ်အရေးကြီးတဲ့ဆေးတစ်ခု heart kidney protective drugs နော်အဲ့ဒီများတယ်ဒီမှာပါဝင်လာဖြစ်ပါတယ်နော်စီးကြုံမရှိတဲ့သူတွေခုလည်းအသုံးဝင်လို့နော်အကျိုးကျေးဇူးလည်းရှိပါတယ်ကောင်းကျိုးနဲ့ဆိုးကျိုးကိုကျမတို့ချင်းတုံးရင်နော်အကောင်းဆုံးရလဒ်ကိုရမှာဖြစ်ပါတယ်